laptop လား desktop လားဘယ်ဟာကိုရွေးချယ်ရမလဲအကယ်၍မိတ်ဆွေတို့အနေနဲ့မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်ချင်တဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့အတွက်ကြံပေးချင်ပါတယ်ပထမဆုံးအနေနဲ့ laptop နဲ့ desktop ကဘာတွေလဲဆိုတာကိုကျွန်တော်အရင်ဆုံးပြောပြပေးသွားပါမယ်အားလုံးသိကြတဲ့အတိုင်းပဲ laptop ဆိုတာကြတော့ portability computer တစ်ခုဖြစ်ပါတယ်သူကဘယ်သွားတည်သွားလို့ရတဲ့ကွန်ပျူတာအမျိုးအစားတစ်ခုဖြစ်ပါတယ်သူကတော့ all in one built in လောက်ထားတဲ့ကွန်ပျူတာအမျိုးအစားတစ်ခုဖြစ်ပါတယ် desktop ဆိုတာကြတော့ဘာလဲ desktop ဆိုတာကြတော့တနေရာထဲမှာပဲအသုံးပြုနိုင်တဲ့ကွန်ပျူတာအမျိုးအစားတစ်ခုဖြစ်ပါတယ် desktop တစ်ခုဆင်လို့မယ်ဆိုရင်အကြမ်းများအဖြစ်ဘာတွေပါရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ monitor ပါပါမယ် casing ဘုံပါပါမယ် keyboard ပါပါမယ် mouse ပါပါမယ်ဒါတွေအားလုံးပါမှ desktop တစ်ခုဖြစ်တာပါdesktop ဆိုတာကြတော့အလွယ်တကူတည်သွားလို့မရတဲ့ကွန်ပျူတာအမျိုးအစားတစ်ခုဖြစ်ပါတယ်ဒီမှာ laptop နဲ့ desktop ရဲ့အဓိကကွာခြားချက်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် portability မှာဆိုလို့ရှိရင်အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ laptop ကကြတော့ portability ကွန်ပျူတာတစ်လုံးဖြစ်ပါတယ်သူကတည်ဆောင်ရတာလွယ်ကူပါတယ် desktop ကြတော့ portability မဖြစ်ပါဘူးတည်ဆောင်ရတာခက်ခဲပါတယ်ဒါကြောင့်မလို့ portability မှာကြတော့ laptop ကတာပါတယ် laptop နဲ့ desktop မှာ laptop ဈေးကြီးရတဲ့အဓိကအကြောင်းရင်းကလည်းဒီအချက်ပဲဖြစ်ပါတယ် performance processor တွေတူနေတဲ့ laptop နဲ့ desktop နှလုံးဥပမာ i5 12 Gen RAM system နဲ့အခြားအချက်လက်တွေတူနေတယ်ဆိုလို့ရှိရင်တော့ desktop က performance ပိုထွက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဓိကပြောရရင်တော့အေးပေးတဲ့ system ကြောင့်ပါ desktop မှာကျတော့အေးပေးတဲ့ system ကိုပို့ပြီးတော့လုံလောက်အောင်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ပူတာမျိုးတွေမရှိတတ်ပါဘူး။ဒါကြောင့်မို့လို့လဲ performance ကျမသွားတာမျိုးဖြစ်တာပါ။ laptop ကျတော့ cooling system က desktop တက်အားနည်းပါတယ်။ဆိုတော့ကွန်ပျူတာမျိုးစားတွေကကြတော့ပူလာပြီဆိုလို့ရှိရင် performance တွေက limit ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မလို့ desktop ကကြတော့ cooling system အားကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူက performance ကျမသွားဘဲနဲ့ကြာသုံးနိုင်တာဖြစ်ပါတယ် laptop ကြတော့ပူလာပြီဆိုလို့ရှိရင်လေးတာတွေလက်တာတွေကြုံတွေ့ရတတ်ဖြစ်ပါတယ်အဓိကတော့ cooling system ကြောင့်ပါဒါကြောင့်မလို့ performance မှာဆိုလို့ရှိရင် desktop က win ဖြစ်ပါတယ် price processor တွေ RAM တွေတူနေတယ်ဆိုလို့ရှိရင် laptop ကပိုပြီးဈေးကြီးတတ်ပါတယ် desktop ကြတော့ဈေးသက်သာမယ်ပြီးတော့ strong လည်းပိုဖြစ်ပါတယ် price မှာဆိုလို့ရှိရင်လည်း desktop ကပိုပြီးသာပါတယ် upgrade လုပ်ခြင်း desktop ကြတော့ upgrade လုပ်ရတာလွယ်ကူပါတယ် RAM ထပ်စိုက်တာ GPU ထပ်ထည့်တာနဲ့ storage ထပ်ထည့်မယ်ဆိုလို့ရှိရင် desktop ကအလွယ်တကူထည့်လို့ရပါတယ် laptop ကြတော့ upgrade လုပ်ချင်တယ်ဆိုလို့ရှိရင် limited လုပ်ထားတယ်ပိုပြီးများတတ်ပါတယ်တချို့ laptop တွေမှာ upgrade လုပ်လို့ရပါပဲတချို့ laptop တွေမှာ upgrade လုပ်လို့မရပါဘူး desktop တိုင်းကြတော့ upgrade လုပ်ချင်လို့ရှိရင်အလွယ်တကူထည့်လို့ရပါတယ်ဒါကြောင့်မလို့ upgrade လုပ်တဲ့နေရာမှာလည်း desktop ကပိုပြီးတော့သာပါတယ် space and setup နေရာနဲ့ setup မှာကြတော့အများကြီးရှင်းပါတယ် laptop ကဘာမှနေရာမလိုပါဘူးရှင်းရှင်းလေးနဲ့တသက်ရက်သုံးလို့ရတယ်ဘယ်နေရာမှာမဆိုအသုံးပြုနိုင်တာက laptop ရဲ့အဓိကအားသာချက်ပဲဖြစ်ပါတယ် desktop ကြတော့အဲ့လိုမဟုတ်ပါဘူး desktop ကြတော့နေရာလည်းအများကြီးလိုပါတယ် cable ကြိုးတွေလည်းအများကြီးလိုပါတယ် desktop ဆင်ဖို့အတွက်နေရာတစ်ခုသက်လုပ်ပေးရပါတယ်ဒါကြောင့်မလို့ setup နဲ့ space မှာဆိုလို့ရှိရင်တော့ laptop ကအများကြီးသာပါတယ် battery laptop ကကြတော့ battery ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားရှိုံနဲ့ကြိုက်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်ဒါက laptop ရဲ့အားသာချက်ပါ desktop ကြတော့မီးရတဲ့နေရာတွေမှာသာအသုံးပြုနိုင်တာပါဆိုတော့ battery မှာဆိုလို့ရှိရင် laptop ကအများကြီးသာပါတယ်ဘယ်ဟာကိုရွေးသင့်လဲကိုကကြောင်းသားဖြစ်နေတာမျိုးတနေရာထဲမှာအသုံးမပြုဘဲနဲ့ coffee ဆိုင်နေတခြားခရီးသွားတဲ့အခါမှာယူဆောင်သွားကြတာမျိုးဆိုလို့ရှိရင်တော့ portability ဖြစ်တဲ့ laptop ကိုဝယ်ယူအသုံးပြုသင့်ပါတယ်ဒါမှမဟုတ်ဘူးကိုကတနေရာထဲမှာပဲနေတယ် heavy work တွေကိုလည်းဦးစားပေးပြီးလုပ်ကန်တယ် gaming တွေ video editing ကိုပို့ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့က desktop ကိုပို့ပြီးရွေးချယ်သင့်ပါတယ် conclusion အနေနဲ့ပြောမယ်ဆိုလို့ရှိရင် laptop က portability ဖြစ်ပါတယ် desktop ကျတော့ performance ပိုပေးပါတယ်ကိုကအမြဲတမ်းရှောက်သွားရတဲ့သူမျိုးဆိုလို့ရှိရင်တော့ laptop ကိုပဲရွေးချယ်သင့်ပါတယ်သို့မဟုတ်ကိုက heavy work တွေကိုအဓိကလုပ်ကိုင်နေတဲ့သူဆိုလို့ရှိရင်တော့ desktop ကိုရွေးချယ်သင့်ပါတယ်ဆိုတော့ laptop လား desktop လားလို့မေးတဲ့အခါမှာပိုကောင်းတယ်ဆိုတာမျိုးမရှိပါဘူးကိုအတွက်ဘယ်ဟာကပိုပြီးတင့်တော်လဲဆိုတာပဲရှိတာပါမိတ်ဆွေတို့အနေနဲ့ကကိုနဲ့တင့်တော်တာကိုရွေးချယ်ဖို့အတွက်အကြံပြုချင်ပါတယ်ကိုကကွန်ပျူတာကိုဘယ်လိုမျိုးအသုံးပြုချင်တာလဲဆိုတော့ကိုတေချာစဉ်းစားပြီးတော့မှ laptop ကိုရွေးချယ်ရမလား desktop ကိုရွေးချယ်ရမလားဆိုတာကိုအနေနဲ့ပြန်ပြီးတော့စဉ်းစားပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေကရော laptop ထင်ကလား desktop ထင်ကလားဆိုတာကိုcommentမှာမှန်ခဲ့ပြီးတော့ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်